အကြွေးကင်းတဲ့ဘဝဖြစ်အောင်ကြိုးစားပါစိတ်ပင်ပန်းတာကိုမခံချင်ရင်တော့ဘသူ့အပေါ်မှာဘာမျှော်လင့်ချက်မှမထားဘဲနဲ့အမိအခိုကင်းပြီးတကူတည်းရှင်သန်တောပနိုင်အောင်ကြိုးစားရပါမယ်လူပင်ပန်းတာကိုမခံချင်ရင်တော့ကိုလုပ်တဲ့အလုပ်တိုင်းကိုအုံနောက်ဉာဏ်ကိုပါးပါးလေးလွှာပြီးသုံးသပ်မှရမယ်ဆင်းရဲတဲ့ဒဏ်ကိုမခံချင်ရင်တော့ဝင်ငွေနဲ့ထွက်ငွေကိုအချိုးကျမျှတစွာသုံးစွဲတတ်ဖို့နဲ့ဝင်ငွေကိုပိုနိုင်သမျှပိုပါစေထွက်ငွေကိုတတ်နိုင်သမျှလျှော့နိုင်ရမယ်အသုံးနဲ့အဖြုံးကိုလည်းခွဲခြားတတ်ရမယ်အရန်ကြီးမလိုအပ်ရင်မဝယ်ပါနဲ့မိမိရဲ့ပစ္စည်းကိုလည်းစည်းနဲ့ကမ်းနဲ့ကင်တွယ်တတ်ရမယ်ဒါမှရေရှည်ခံမှာဒါကချွေတာချင်းတစ်မျိုးပါပဲသူများအကြွေးမတင်အောင်နေတတ်ဖို့လည်းအရေးကြီးပါတယ်အကြေးကင်းတဲ့ဘဝပိုင်ဆိုင်နေရင်ပဲအတော်လေးကိုအဆင်ပြေနေပါပြီကိုယ်ချင်းစာတရားထားရှိခြင်းကကိုယ့်အတွက်ရောသူတစ်ပါးအတွက်ပါစိတ်နှလုံးသားချမ်းမြေ့ခြင်းကိုရရှိစေမှာပါဟုတ်ပါတယ်ဗျာအားလုံးအကြွေးနဲ့ကင်းဝေးနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ဗျာ